မိဖို့ကြောင့်တဲ့ကနေအေးဆက်တဲ့မျက်လုံးတွေနဲ့ထွက်လာတဲ့တမတ်ဖြစ်သူလူယွမ်ဟာစပွဲပေါ်ကအတမစာချုပ်ကိုစိုက်ကြည့်ပြီးဝုန်းကနေဖြစ်ပစ်လိုက်ပါတော့တယ်ဒါကိုမြင်လိုက်ရတဲ့စူဝမ်ရဲ့မိခင်နဲ့စူဝမ်တို့တားမိနှစ်ယောက်စလုံးဟာမယုံနိုင်လောက်အောင်တောင်းတုံလို့သွားကြပြီးရင်သက်ရှူမောဖြစ်သွားပါတော့တယ်အချမ်းရံတွေနဲ့ထိုင်နေတဲ့တထေးကြီးကူးလျှောက်ရှိကိုလူယွမ်ကရဲရဲဝံဝံရင်ဆိုင်ပြီးကူးလျှောက်မင်းဒီနေ့လူဘလောက်ခေါ်လာလဲလို့အေးဆက်ဆက်နဲ့မေးမြန်းလိုက်ပါတယ်ကူးလျှောက်ကလှောင်ပြုံးပြုံးပြီးမင်းနဲ့ပါဆိုင်လဲငါရေးတွက်ပြီးသား18ယောက်ရှိတယ်လို့မထောက်မညာပြန်ပြောလိုက်တဲ့အခါလူယွမ်ကကူးလျှောက်ရဲ့မျက်လုံးကိုတက်တက်စိုက်ကြည့်ပြီး18ယောက်လားမင်းထင်တာအဲ့လောက်နဲ့လုံလောက်ပြီပေါ့ဟုတ်လားလို့ခက်ပြုံးပြုံးနဲ့တံပြန်စင်ခေါ်လိုက်ပါတယ်အဲ့ဒီနောက်လူယွမ်ဟာသူ့ရဲ့ဖုန်းကိုထုတ်ပြီးနံပါတ်တစ်ခုကိုအေးလူလူနှိပ်လိုက်ကအထဲကိုဝင်ခဲ့တော့လို့တိုးတိုးတုတ်တုတ်အမိန်ပေးလိုက်ပါတော့တယ်လူယွမ်ရဲ့တည်ငြိမ်လုံးနဲ့အပြုအမူကြောင့်တစ်ဖက်ကတထေးကြီးကူးလျှောက်တယောက်အနေငယ်စိတ်လှုပ်ရှားပြီးတန်တရားဝင်လာတယ်လို့ဖြစ်သွားရှာပါတယ်ချက်ချင်းဆိုတယ်လို့ပဲအပြင်ဘက်မှာဝစ်စုံနဲ့တွေနဲ့စစ်တပ်တစ်ခုနီးပါးရောက်လာတာကိုကူးလျှောက်မြင်လိုက်ရပြီးသူ့ရဲ့လက်ပါစီကတခင်လေးသူတို့ကရွှန်ချွန်းရဲ့လူတွေပြလို့လာတဲ့တင်ပို့တဲ့အခါတထေးကြီးကူးလျှောက်တယောက်တွေးပြတ်မတက်ထိတ်လန့်သွားပြီးမျက်လုံးဝိုင်းသားနဲ့မျက်နှာတစ်ခုလုံးဖြူဖြောသွားပါတော့တယ်လူယွမ်ကကူးလျှောက်ကိုကပ်ပြီးစူဝမ်ကငါမိမပဲမင်းအခုကိုချစ်တော်နဲ့ကိုလမ်းလျှောက်ထွက်မလားဒါမှမဟုတ်အလောင်းဖြစ်အပြင်ကိုအလွတ်အထမ်းခံမလားလို့တတိပေးလိုက်တဲ့အခါမှာတော့